ဇန်နဝါရီလ22ရက်ခုနှစ်သားသမီးအားလုံးအတွက်တနေ့တာဟောသတင်းလေးဖြစ်ပါလေဗျာမိတ်ဆွေခုနှစ်သားသမီးပေါင်းဘေးကင်းကြမ်းမှာချမ်းမြေ့ပြည်စုံနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲလဲဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဒီနေ့2026ခုဇန်နဝါရီလ22ရက်ကြာသပတေးနေ့တနေ့စာအတွက်တနေ့တာဟောသတင်းလေးဖြစ်ပါတယ်ဗျာဒီနေ့ဟာခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့ပညာရေးဆိုင်ရာအလုပ်တွေမြေအဝယ်ရောင်းဖုံးအဝယ်ရောင်းပွဲသားလုပ်ငန်းတွေကျန်းမာရေးကိစ္စတရားဓမ္မဘာသာရေးတာသာလေးဆိုင်ရာကိစ္စတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့အတွက်ကံတရားရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဝါရောင်အဖြူရောင်များပါတဲ့အဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့ရဲ့အောင်တဲ့အားကောင်းတဲ့နေ့နံတွေကတော့ကြာသာပေးသားသမီးတနင်္လာသားသမီးတို့ဖြစ်ကြပြီးတော့ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့9ကဏ္ဍ2ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာပဲရောင်းခြင်းကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုမိကျစ်လေးတစ်လုံးနဲ့အစင်ပြာမိကျစ်ပေါ့ဗျာဂမိကျစ်စင်ပိုမိကျစ်စသဖြင့်မိကျစ်လေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်စက်သားဟင်းမုံဟင်းကဘူးသီးကျော်တမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒများလဲပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ